အားလုံးပဲမင်္ဂလာပါယခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ Saudi Pro League အကြောင်းပဲဖြစ်ပါတယ်လက်ရှိ Saudi Pro League မှာဇယားထိပ်ကိုဦးဆောင်နေတဲ့ Al Nassr အသင်းဟာဆိုရင်မနေ့ညကရှင်ပြိုင်ကစားခဲ့တဲ့ Al Fahd အသင်းနဲ့9-9မရှိနဲ့ Al Nassr အသင်းကဦးဆောင်ပြီးတော့အနိုင်ရရှိခဲ့တဲ့အကြောင်းကိုကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ Al Nassr အသင်းဟာဆိုရင် Al Fahd အသင်းကို9-9နဲ့အနိုင်ရရှိသွားချိန်မှာရိုနယ်ဒိုဟာပြိုင်ဖက်အသင်းရဲ့ကျူးလွန်မှုကြောင့်ပင်နယ်တီတစ်လုံးရရှိခဲ့တာဖြစ်ပါတယ်တော်တော်လေးထိုပင်နယ်တီကိုကန်သွင်းစင်မှာလွဲချော်ခဲ့ပြီးတကယ်ကိုစိတ်ပြည့်ရတဲ့အနေအထားမှာရောက်ရှိခဲ့ပါတယ်တော်တော်လေးပွဲကစားချိန်တွင်းမှာပဲမိနစ်60မှာရိုနယ်ဒိုတစ်လုံးသွင်းခြင်းအပြင်ဆက်လက်ပြီးတော့ပြိုင်ပွဲကိုဦးဆောင်ခဲ့တာဖြစ်ပါတယ်ပွဲပြီးရလက်ကတော့ Al Nassr အသင်းက9-9ဖြစ်ပြီး Al Fahd အသင်းက1-9နဲ့ရှုံးနိမ့်ခဲ့သွားတဲ့အကြောင်းကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ရိုနယ်ဒိုရဲ့1-9သွင်းခြင်းကြောင့်ပြိုင်ဖက်ကစားသမားများစိတ်သက်ကျသွားပြီး Al Nassr အသင်းကတော့ဇယားထိပ်မှာလက်ရှိ Saudi Pro League မှာဦးဆောင်လျက်ရှိနေတာဖြစ်ပါတယ်Saudi Pro League မှာ9သွင်းအများဆုံးဒုတိယနေရာမှာလည်းရိုနယ်ဒိုဟာဆိုရင်ဆက်လက်ပြီးတော့ရည်တည်လျက်ရှိနေတဲ့အကြောင်းကိုကျွန်တော်တို့မြင်တွေ့တာဖြစ်ပါတယ်အားလုံးကိုချူကျေးဇူးတင်ပါတယ်